ကဲအားလုံးပဲမင်္ဂလာပါ Poppy Playtime Chapter 5 Broken Themes ပဲဖြစ်ပါတယ်ကျွန်တော်အရှိမ Chapter 1 2 3 4တော့တပတ်နှစ်ပတ်တော့ပဲခြားရပေါ့နော်ဒါပေမဲ့ Chapter 5ကခြားရင်မှာ2လလောက်ခြားသွားရထင်ပါတယ်စိုးကြီးပါစာဗီတာရရောအဆုံးသက်ပေးရမှာပဲပေါ့နော်ကျွန်တော်လည်းအလုပ်လေးနေနေတိတ်မအားလို့ Poppy Playtime ဘက်ကိုမလဲပြေဘူးဖြစ်နေရပါအဲ့တော့အခုစသိမ်းပိုင်းလေးကိုဆက်လိုက်ကြရအောင်အရှိမ chapter 1 2 3 4မှာအားလုံးသိပြီးသားပေါ့နော်ဝန်ထမ်းဟောင်းတယောက်ရုပ်စက်ရုံထဲကိုရောက်လာတယ်အထဲမှာကလေးတွေစမ်းသပ်ခံရတယ်ဘာညာပေါ့နော် bla 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 ပေါ့ရှင်းလာအောင်မသိဘူးမရှင်းအရှိရ1 2 3 4ကိုတွားကြည့်လိုက်ပါနောက်ဆုံး chapter 4နောက်ဆုံးမှာဖြစ်သွားတာကတော့ Huggy Wuggy ပြန်ပေါ်လာတယ်နော်ဟုတ်တယ်ပြီးတော့ကစ်စီလဲဘာဖြစ်သွားလဲမသိဘူးကစ်စီလဲတိုင်ပတ်သွားတယ်ဟိုမှာကျွန်တော်တို့ Poppy လဲတိုင်ပတ်နေတယ်ပြီးတော့ဟိုကောင်မလေးဟန်ဆောင်နေရဲ့တယောက်ကလည်းတကယ်တော့ဟန်ဆောင်နေရပါတော့ဟိုးရင်ကလေးက prototype ဖြစ်နေခဲ့တာပါအဲ့တော့ prototype နဲ့ဒီမှာစပြီးတော့ရှင်ဆိုင်ရအောင်မယ်လို့ထင်ပါတယ် Injured and abandoned in the head of the nightmare အိမ်မဆိုးရဲ့အလေကောင်မှာဒဏ်ရာရည်နဲ့စွပ်ပစ်ခံထားရရပေါ့အယုတ်စက်ယုံ Playtime အယုတ်စက်ယုံကြီးစိတ်ကူးရင်ဆန္ဒရတကယ်ဖြစ်လာရဲ့တဲ့အရေးထဲမှာကျိုးပဲ့နေရဲ့အရာကြီးပေါ့နော်ကျိုးစားတစ်ခုကိုသွဲမိခဲ့တယ်အဲ့ဒါက prototype ပဲဖြစ်ပါတယ် Let's go maybe 4နာရီကျော်5နာရီတော့ကြာမလားမသိဘူးကြာနိုင်ပါတယ် FPS ဘာညာထားရတော့နော်ကျန်တာရော graphic ကိုတင်ထားပြီးသားထင်တာပဲဟောဒီမှာ high กว่า epic တွေကုန်တင်လိုက်မှာ high လောက်ဝေးထားလိုက်အောင်ထားလိုက် okay new game let's go ဘာစက်ဖြစ်ကြမလဲထုံးစံတိုင်းပဲ so cute ဘာကောင်တစ်တွေပါလာမှမသိဘူးသူဘာဖြစ်နေရလဲသူဘာမှဖြစ်ဘူးတဲ့နေရာမှာနေအော် round side out တဲ့ round side out ဆိုတဲ့ဟာလေးအော်စစ်လေးဖြည့်ပြီးတော့အထက်အကောင်စစ်ကိုဆွဲထုတ်ပါโอเคရ round side out နဲ့တွေ့ရအောင်မယ်တင်နေအဲ့ကလေးတွေရောတေးပြီးတင်နေရအောင်အပြောင်းခံရပြီတင်နေUnstuck Vector.